ယခုဆုတ်ခေတ်လို့ပြောကြပါတယ်ဘုရားသာသနာကွယ်ပြောင်းနိုင်ပါသလားမှန်တယ်ဆုတ်ခတ်ဆိုတာဆုတ်ယုတ်လာတဲ့ခေတ်ဟာခုမှစားတာမဟုတ်ဘူးဂေါရမဘုရားမပွင့်ငင်ကလေးကလူ၄ယောက်မှာ၃ယောက်ကတရားပြက်ပြီးတော့တယောက်ပဲလူကောင်းကြံတဲ့ခေတ်ဒါကလိယုကဆုတ်ခကာလလို့ခေါ်တယ်၄ယောက်မှာ၃ယောက်ကအဆိုးတယောက်ပဲအကောင်းရှိတယ်အဲ့ဒီခေတ်ကာလဆိုတာဆုတ်တယ်ဆိုတာဘာတွေဆုတ်လာတော့လို့ပြောမယ်ဆိုရင်ကိုချင်းတရားတွေဆုတ်တာနံပါတ်1ကိုချင်းတရားတွေပြက်ပြားလာသည့်အတွက်ကြောင့်ယာတိဥရုတွေပြက်ပြားလာတယ်တိတန်တွေယာတိဥရုပြက်ပြားတဲ့ပုံမှာဒီမြေဩဇာတွေခန်းချောက်လာတယ်မြေဩဇာခန်းချောက်တဲ့ပုံမှာစိုက်ပျိုးတဲ့တိနှံတွေကလည်းအစီဩဇာတွေရုပ်လျော့လာတယ်အဲ့ဒီလိုလူလောကကြီးကဆုတ်ယုတ်မှုဟာကိုချင်းတရားဆုတ်ယုတ်ပြက်ပြားမှုနဲ့